တော်သွားမင်းဘာလုပ်နေမင်းသွားရှာရလည်းမတွေ့ဘူး ဘာမလုပ်ပါဘူးကွာစိတ်ညစ်လို့ပေါ့အိမ်နဲ့ အိုက်သိန်းညင်နေရတော့ အေးငါလိုချင်တဲ့ဖုန်းမဝယ်ပေးဘူးကွာ အခုညီမေးမလေးရအောင်မင်းရခက်ခဲနေရတယ်ဟမ် ငါဖုန်းလို့ချင်တာကွာဒါပေမဲ့ဘေးကအရင်များတယ်ငါမတက်နိုင်ဘူးဖြစ် ဟုတ်လားငါဒီဆိုင်ရှိရလေအဲ့မှာဈေးတန့်နေသွားမလားဖုန်းဆိုင်တော့မယ်ထား မလေးမိုးဘက်ကမခေါ်တော့ဘူးလား မိုးသက်ကိုပြီးမှဖုန်းဆက်ခေါ်လိုက်တော့မယ်မင်းကရေးကြီးရလား ဟောအေးပါအေးပါမင်းဆိုင်ကမရောက်သေးဘူးလား တန်းရောက်ပြီဒီနားလေးဆိုလာသွားမယ် ဟောအေးပါမင်းဆိုင်ကအကြီးရပတ်စံအောင်တော့ပါရလား ပြည့်ပါတယ်ပြည့် ကြိုက်တယ်ဒါကြီးအဲ့လိုမျိုးကြိုက် မင်္ဂလာပါရှင်အော်ဘိုင်းမကြိုဆိုပါတယ်ဗာလည်းမြတ်ဆောင်ရပြရမလဲ ဖုန်းလေးကြည့်ချင်လို့ဗျ မင်္ဂလာပါရှင်ကိုဘယ်ဘက်ပြပြရမလဲဘယ်ကုန်းလေးကြည့်မလဲရှင် ဖုန်းလေးလည်းဈေးတန့်ရမယ်ဗောနော်ဒီဇိုင်းပိုင်းလေးနည်းနည်းမိုက်တဲ့ဟာလေးပြပြီအမကန်နဲ့ဘယ်လိုပြတာသေးရော အမငញ្ញနေဆိုဝေးပါကင်းနေမှာဆိုမလို့လာပေါင်း6လောက်နဲ့3ရက်ဒီမှန်ခွင့်လက်ချင်းဖီးလေးပြရပါတော့စားရနေဆိုလို့ရှိရင်9နှစ်ပေးထားရကိုကြီး ဒါတော့မိုးသက်ကိုဖုန်းဆက်ပြီးခေါ်လာမယ်မင်းခဏထိုင်ဆောင်နေကြပါနော် ဟောအေး မိုးသက်ဖုန်းတိုင်လာခဲ့ပါလို့ပြောဘာလို့မလာလဲမသိဘူးကွာဖုန်းဆက်ကြည့်အောင်ပါပဲဟောဖုန်းလည်းမကင်ဘာလို့နာလည်းမသိဘူးကွာတွေ့ရင်လိုက်ပါကြည့်လာအောင်မယ်ဟာမိုးသက်အလွဲနာမှာထိုင်းနေတော့မင်းဖုန်းဒီလောက်ဆက်နေရဖုန်းကလည်းစက်တော့မှုအေးရပြင်မကြည့်ပဲဟမ်ဘာဖြစ်နေလဲ စိတ်ညစ်လို့လာထိုင်နေရကွာ ဘာသိနေနေပြန်ပြီတော့ အဲ့ဆိုရင်ဖုန်းပြောရင်လမ်းလျှော့လာတာကွာဖုန်းဖြတ်လို့ခံရလို့ကွာ ဟုတ်လား အေးကွာပြီးတော့လာတာလည်းမထုတ်သေးဘူးလေ အလိုက်ပြထားမယ်လေအဲ့ဒါမင်းအဆင်ပြေသွားအားတကယ်ကြီးဒီလိုမျက်နှာငယ်နေမကြည့်ရဘူးက အေးကွာလောလောဆယ်တော့မပေးနိုင်သေးဘူးငါတကယ်ချင်းသိရမလား ရတယ်ဖြည်းဖြည်းချင်းဆက်ဘာဖြစ်အောင်တကယ်ချင်းနေပဲဒါသွားမယ်ဖုန်းကြောသားတော့ဖုန်းလိုက်မှရှိရယ် ဟုတ်လား ဟုတ်တယ်အဝယ်ပေးထားမိုးသားအော်ဖိုင်မှာအားထားခဲ့တာကွာ ဟုတ်လားနင်းပြဒီဆိုင်လား ဟုတ်တယ်တိုင်းရကြီးရဲ့ကွာ အဲ့တော့ငါရနော် အမခံလည်းမိုက်တယ်ဒီလမ်း ဟုတ်လား အေးဘာလို့ခုနကဖုန်းနှလုံးဝယ်ပြန်ပြီးကပ်ပြီးမလို့ပြောတာလေကိုတငယ်ချင်းလည်းဖုန်းနှလုံးဝယ်ကျင်တာလေရှစ်လောက်ပြပြပါ ဟုတ်ကဲ့ပြရမယ်လေ ဒီတက်နဲ့ထည့်ရပဲဘနော်ဖုန်းတိုင်းတက်လည်း ဒီကိုရတော့ဂိမ်းဆောင်မှာဆိုလို့ဒွန်ဘီယာ VAT လေးတော့ရွေးသွားတယ်ကိုကြီးနော် အိုင်ဘာရောတလား ကင်မရာတော့လုံးဝကိုကြီးပြောရမလို့ရှယ် တမိုင်းတော့လိုက်နော် ဟုတ်တယ်ကိုကြီးဘယ်လိုဆိုင်မှာဆိုလို့ရှိရင်ကိုကြီးမှအမခင်ကလည်းပို့ရအောင်မှာ6လ3ရက်လေးဆိုမှန်ခွင့်ဒီချိန်ဖရီးလေးပေးရစားမယ်ဆိုလည်း9နှစ်ပဲကိုကြီးဒီမှာဆက်လက်သွတ်တယ်အဲ့လေးပါလက်ဆောင်ထပ်ပြီးလဲနော်ကိုကြီးလုံးလက်ထပ်ပြီးလဲမနော်ကိုကြီးအဲ့လုံးထပ်ပြီးလဲနော်ဒါတော့ပြင်ကလေးပါကိုကြီးကိုကြီးရဲ့ဘိုးစင်မှာဆိုသုံးလို့ရတယ်သူတမာတယ်ရွေးပြန်မအောင်ရှင်း အဲ့တော့ဖုန်းလေးပါကြီးလည်းဝယ်ပေးပြီးသွားပြီဆိုတော့မိုးလေးပါကြီးစောင်းလေ တော်ပြီလေကွာဒါကြီးရမင်းဒီကြောက်ကငါတို့လိုက်ဝယ်ပြီးမှပတ်စံနေတော့ကုန်းလာပြီပေါ့မဖားတော့ဘူးလေနော် အေးဒါမနေ့ညမှာတွေ့မယ်လေ အေးဟုတ်ပြီဟုတ်ပြီ โอเคသွားကြရအောင်